ကျွန်တော်တို့မညာတဲ့ဝန်ခံရလို့ရှိရင်ဒီနောက်ပိုင်းမှာစိန်ဝယ်ယူတဲ့အခါမှာ certificate ပါတဲ့စိန်တွေကိုဝယ်လိုက်တာတော့အကောင်းဆုံးပဲဗျဆိုတော့ certificate ပါတဲ့စိန်တွေမှာဆိုကျွန်တော်တို့နိုင်ငံမှာလူကြိုက်အများဆုံးအကျဉ်း certificate တကယ်လဲ trustworthy ရှိတဲ့ institution တစ်ခုမလို့ဒီလို certificate မျိုးကိုလူကြိုက်များတာတော့တကယ်ဝမ်းသာစရာပဲဗျဆိုတော့ကျွန်တော်ဒီ certificate ပါတဲ့စိန်တွေကအထူးသဖြင့် GI လိုမျိုးလက်ရှိအချိန်မှာတရားရဂိမ်းလုံးလူကြီးစိတ်ချရတဲ့ certificate မျိုးကတာမဲ့ဘာ certificate မှာပါတဲ့စိန်နဲ့ရှိမယ်ဆိုလို့ရှိရင်ဈေးပူကြီးရတော့ကျွန်တော်တို့အားလုံးအသိပဲဗျဆိုတော့ကျွန်တော်ကနန်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင် GI certificate တွေကတာမဲ့ certificate မှာပါတဲ့စိန်တွေနဲ့ရှိမယ်ဆိုလို့ရှိရင်40ရာခိုင်နှုန်းလောက်ဈေးပူများလိမ့်ရှိတယ်ဗျဆိုတော့ကျွန်တော်တို့ဝယ်တာတော့ဝယ်ရမှာပဲမဝယ်လို့မရဘူးဒါပဲဝယ်စရာရှိတာဆိုတော့ကျွန်တော်ဒီလိုမျိုး GI certificate ပါတဲ့စိန်တွေကိုဝယ်ယူတဲ့အခါမှာဘယ်လိုမျိုးဈေးသက်သာအောင်ဝယ်လို့ရလဲဆိုတာကိုကျွန်တော်ဒီဗီဒီယိုထဲမှာပြပြပေးသွားမှာဖြစ်ပါတယ် Okay ဆိုတော့ကျွန်တော်ပထမဆုံးတက်စင်မှုဆိုတော့တက်စင်မှုလို့ပြောလိုက်ရင်လူတော်တော်များများကတက်စင်မှုရဲ့စက်တင်ဘက်ဖြစ်တယ်မတက်စင်မှုကိုတော်တော်များများကြောက်ကြတယ်ဗျဆိုတော့ဒီကိစ္စနဲ့ကြာကျွန်တော်ဒီစိန်မှာပေါင်ဝင်တဲ့မတက်စင်မှုဆိုတာကျွန်တော်တို့တာမန်မျက်စိနဲ့ချင်းဘလုံးမမြင်နိုင်တဲ့အရာလေးတွေပါဆိုတော့ကျွန်တော်တို့ကဘာလို့ပဲသတိထားရမလဲဆိုလို့ချင်းဒီစိန်မှာပေါင်ဝင်တဲ့မတက်စင်မှုကပထမချက်စိန်ရဲ့ beauty လို့ခေါ်တဲ့အလှကိုထိခိုက်မှုရှိသလားနောက်တစ်ချက်စိန်ရဲ့ durability လို့ခေါ်တဲ့ကြာရည်ခံနိုင်စွမ်းကိုထိခိုက်မှုရှိသလားဆိုတော့ဒါကိုပဲကြည့်ရမှာဖြစ်ပါတယ်ဒီကောင်စိတ်ဖြစ်တယ်ဆိုလို့ချင်းကျွန်တော်ဝယ်ဖို့အတွက်အဆင်ပြေတဲ့အခြေအနေဖြစ်ပါတယ်ဆိုတော့ကျွန်တော် overall အနေနဲ့ဝယ်ဖို့အတွက်အဆင်ပြေတဲ့အခြေအနေကို recommend လုပ်ပါဆိုလို့ရှိရင်ကျွန်တော်ဒီ VS connection တွေကတော့ဝယ်ဖို့အတွက်အဆင်ပြေပါတယ်ဆိုတော့ကိုကပတ်သက်တဲ့လို့ရှိရင်အဲ့တက်ပုံမြင်တာဝယ်ဖို့ဗျာဆိုတော့ဒီ VS connection ကဘာလဲဆိုတာမသိဘူးဆိုလို့ကျွန်တော်ရဲ့ဒီ basic diamond clarity series ဆိုတာရှိပါတယ်အဲ့ဒီမှာသွားပြီးကြည့်လို့ရပါတယ် Okay နောက်တစ်ချက် colorဆိုတော့ color ကတော့ကျွန်တော်မျက်စိနဲ့မြင်ရတဲ့ visible ဖြစ်တဲ့အရာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ကတော့ကိုတက်နိုင်တဲ့လောက် color ကိုမြင့်ဝယ်ဖို့တော့ recommend လုပ်ပါတယ်ဆိုတော့ကျွန်တော် recommend ပေးခြင်းတဲ့ connection က G2 eye color ဖြစ်ပါတယ်ဆိုတော့ဘာဖြစ်လို့လဲဆိုတော့ဒီ G2 eye color ကကျွန်တော်တို့ budget အပြင်လည်း safe ဖြစ်တယ်နောက်ပြီးတော့တကယ်လည်းကောင်းတဲ့ connection ဖြစ်ပါတယ်ဆိုတော့ဒါကြောင့်မလို့ budget safe ဖြစ်တယ် connection လည်းကောင်းတယ်မလို့ဒီ color ကိုဒီ connection ကို recommend လုပ်တာဖြစ်ပါတယ်ဆိုတော့နောက်တစ်ချက် cutဆိုတော့ cut နဲ့ပတ်သက်ရင်တော့ကျွန်တော်အများပြောနေကြပါပဲကျွန်တော် no choice ပါ 3 excellence ပါပဲဆိုတော့ cut နဲ့ပတ်သက်တော့ကျွန်တော်ဘာမှစဉ်းစားနေစရာမလိုဘူး3 excellence ကိုရွေးယူမှာပဲဆိုတော့နောက်ဆုံးတစ်ချက် carrot နဲ့ပတ်သက်ရင်တော့ကျွန်တော်တော်တော်များများက carrot ကိုလိုချင်တဲ့ site ကိုပြောပြီးတော့ဝယ်လိုက်လို့ရှိရင်ကိုလိုချင်တဲ့ site ကရတယ်ဆိုတော့ကျွန်တော်ဒီနေရာမှာတချို့သောအခြေအနေလေးမှာ recommend လုပ်ချင်တာကဥပမာကျွန်တော်တို့ကDecorate စိန် site ကိုလိုချင်တယ်ဆိုလို့ရှိရင် Decorate site အပြည့်မဝယ်ဘဲနဲ့ 0.9 လောက်ဝယ်မယ်ဆိုလို့ရှိရင်ကျွန်တော်မျက်စိအမြင်မှာလည်းဘလုံးမသိတော့နောက်ပြီးတော့ budget ကလည်းတော်တော်လေး safe ဖြစ်သွားမှာဖြစ်ပါတယ်ဆိုတော့ဒီလိုမျိုးလေးပေါ့နောက်ပြီးတော့ဥပမာကိုက Decorate ခွဲ site ကိုလိုချင်တယ်ဒါပေမဲ့ကျွန်တော် Decorate ခွဲ site အပြည့်မဝယ်ဘူး Decorate ကနေ Decorate ခွဲ site ဂျားမှာရှိတဲ့ဂျား site လေးကျွန်တော်တို့ premium site လို့ခေါ်တာပါဗျဆိုတော့ဒီလို premium site လေးတွေဝယ်မယ်ဆိုလို့ရှိရင် Decorate ခွဲလောက်ဈေးမများဘဲနဲ့ quality လည်းကောင်းကောင်းမွန်ရရှိမှာဖြစ်ပါတယ် Okay နောက်ဆုံးအနေနဲ့ကျွန်တော်တို့ giveaway tips အနေနဲ့ကျွန်တော် GI လိုမျိုး certificate ပါတဲ့စိန်တွေကိုဈေးသက်သာဝယ်ယူတဲ့အခါမှာကျွန်တော်တို့ကတစ်ခါစီမှာ out of the box brown brilliant cut ပဲမဟုတ်ဘဲနဲ့တခြားသော fancy cut တွေရွေးချယ်မယ်ဆိုလို့ရှိရင်လည်း GM အနေနဲ့သူများနဲ့မတူတဲ့ design တွေလည်းရမယ် budget လည်းတော်တော်လေး safe ဖြစ်မှာဖြစ်ပါတယ်အကျိုးရှိမယ်လို့ယုံကြည်ပါတယ်အားလုံးပဲလာပါပြီးတော့ demo နဲ့ထိုက်တဲ့ရတနာလူတိုင်းပိုင်ဆိုင်နိုင်ကြပါစေ Grand မြန်မာမှာကိုရေးပါ For those who want more.